မင်္ဂလာပါဒီနေ့မနာလိုစိတ်နဲ့မလောင်ကျွမ်းစေနဲ့ဆိုတဲ့ကောင်းစဉ်နဲ့ဘုန်းကြီးဟောပါမယ်တတိမရှိတဲ့အချိန်မျိုးမှာတပတ်သားရဲ့ကောင်းကွက်ကိုကြည့်ပြီးတော့အောင်မြင်မှုကိုကြည့်ပြီးတော့မနာလိုစိတ်ဖြစ်တတ်တယ်အဲ့ဒီမနာလိုစိတ်ဆိုတာဟာအပေချစေတယ်အိတ်တာမစ္စရိယဆိုတဲ့တရားတွေအပေချစေတယ်ပြီးတော့သူပူလောင်တယ်လေစိတ်ထဲမှာသူများနဲ့ပတ်သက်လို့မနာလိုစိတ်မရှိတဲ့အချိန်ဟာအေးချမ်းဆုံးပဲဒီလိုအေးချမ်းပြီးတော့နေတာကိုနှစ်သက်တအောင်ကြိုးစားပါသူများအကြောင်းကိုကိုကအဲ့လိုစိတ်ဝင်စားပြီးတော့ကောင်းတာတွေသိတော့လဲဝမ်းသာပေးနိုင်လိုက်ပြီးတော့သိအောင်လုပ်ပေါ့သိတဲ့အခါမှာကိုကကောင်းနေတာကိုကောင်းနေတယ်တော်နေတာကိုတော်နေတယ်လို့မမြင်ပဲနဲ့မနာလိုစိတ်ဖြစ်သွားတာကတော့ကိုဖြည့်ဆည်းဖြစ်တာနဲ့အတူတူပဲလူဘဝလေးရခဲ့တဲ့သူလူဘဝလေးကကုသိုလ်လုပ်ဖို့အတွက်ရောက်လာတာအဲ့ဒီကုသိုလ်လုပ်ဖို့အတွက်ရောက်လာတယ်ဆိုတာကိုဘယ်တော့မှမမေ့နဲ့နေ့ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ဩငါလူဘဝကိုကုသိုလ်လုပ်ဖို့ရောက်လာသည်လူဘဝကိုရောက်ပြီးမှတော့အပေကိုပြန်မကြပါစေနဲ့ဘာမှအကျိုးမရှိတဲ့မနာလိုစိတ်တွေနဲ့မလောင်ပါစေနဲ့အမုန်းစိတ်တွေနဲ့မလောင်ပါစေနဲ့အမြဲတည်းပဲမိုးလင်းတိုင်းဒီနေ့တနေ့မိုးလင်းလာပြီဒီနေ့တနေ့စတော့မယ်ဒီနေ့တနေ့ဒါကိုယ်နဲ့ပတ်သက်တဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေရဲ့အပေါ်မှာမေတ္တာနဲ့သာဆက်ဆံနိုင်အောင်နေမည်ဘယ်လိုလူတယောက်ဤကောင်းတဲ့ကိုပဲကြာဝမ်းသာနိုင်အောင်နေမည်လူဘဝကိုကုသိုလ်လုပ်ဖို့ရောက်လာသည်လို့အဲ့ဒီလိုမျိုးကိုတိုက်တွန်းနောက်တနေ့ရောက်လာတဲ့ဒီအတိုင်းပဲကိုသည်လူဘဝကိုကုသိုလ်လုပ်ဖို့ရောက်လာသည်ဒါကြောင့်လူတွေပေါ်မှာမေတ္တာထားမည်လူတွေရဲ့အောင်မြင်မှုတွေကိုဝမ်းသာပေးမည်ဝမ်းသာပေးလိုက်ရင်ကုသိုလ်မနာလိုလိုက်ရင်အကုသိုလ်ဒါကိုသိအမြဲလဲဆင်ခြင်ပါဆင်ခြင်နိုင်မှတော့ကကြတာအဲ့ဒီလိုမျိုးမနာလိုစိတ်မဖြစ်ချင်ရင်ကိုယ်အချိန်တွေကိုအကျိုးရှိအသုံးချကိုယ်အလုပ်ကိုပဲကိုယ်အာရုံစိုက်ကိုယ်ကုသိုလ်စိတ်ဒါကိုပဲအာရုံစိုက်အမြဲတမ်းကုသိုလ်နဲ့ပဲနေသူဘာသာသူဘလောက်ကြီးပဲအောင်မြင်သွားဘလောက်ကြီးပဲချမ်းသာသွားသူကသူကိုကကိုပဲကိုဘဝကိုပဲကြည်နေလိုက်ကိုဘဝအတိုင်းပဲကိုလုပ်ရင်အကျိုးရမယ်ကိုမလုပ်ရင်အကျိုးမရဘူးကိုကြိုးစားရင်ကြိုးစားတော့ရမယ်မကြိုးစားတော့ဘူးဆိုလို့ရှိရင်ကိုဆုံးရှုံးမယ်ဒါကိုပဲကြည့်အသက်ရှင်ဖို့အတွက်ကိုဆက်ပြီးတော့သွားနေဖို့ပဲလိုတယ်ကိုရဲ့ဆက်လက်ရည်တည်နိုင်မှုကိုကျန်တဲ့သူကမပံ့ပိုးပေးနိုင်ဘူးကိုယ်တိုင်လုံလစိုက်ရမယ်ကိုယ်တိုင်ကြိုးစားမှကိုယ့်ရဲ့အသီးဝင်ကိုစားရမယ်ဆိုတဲ့စိတ်ကိုအမြဲထားသူများကိုစိတ်မဝင်စားနဲ့အဲသူများကိုစိတ်မဝင်စားတော့ဘူးဆိုရင်စိတ်ကတပိုင်းအေးသွားပြီအလွဲမသွေတွေ့ရကြုံရတဲ့အရာတွေပေါ်မှာလည်းပဲခုနလိုမေတ္တာစိတ်သာထားမည်ဝမ်းသာနိုင်အောင်နေမည်အမြဲဝမ်းသာပေးမယ်အောင်မြင်သွားကြတဲ့သူတွေကိုအမြဲလက်ခုပ်တီးပေးမယ်ပေါ့ဒီစိတ်ကိုအမြဲမွေးရမယ်အဲ့တော့စိတ်ကအမြဲလှနေမယ်စိတ်လှတော့ကိုယ့်ရဲ့အကျိုးပေးတွေလည်းလှလာလိုက်မယ်ဒီတော့ကိုနေရထိုင်ရတဲ့ကိုဘဝလည်းမလောင်ကျွမ်းတော့ဆင်းရဲခြင်းချမ်းသာခြင်းနဲ့မဆိုင်မဲနဲ့ကိုမှလောင်ကျွမ်းမှုမရှိတဲ့နေနိုင်သွားတယ်အရင်ကောင်းတယ်အဲ့လိုမျိုးနေနိုင်ပါစေအဲ့မနာလိုစိတ်ကိုနည်းနည်းလေးမှဖြစ်မလာပါစေနဲ့ကိုအလုပ်ကိုပဲကိုစိတ်ဝင်စားကိုဘဝကိုပဲကိုစိတ်ဝင်စားအဲ့ဒါမှအောင်မြင်မှုတို့အေးချမ်းမှုတို့ရောက်လာနိုင်တာမဟုတ်ရင်ပူလောင်မှုတွေနဲ့အကုသိုလ်တွေနဲ့ဒါတွေပဲရောက်လာလိမ့်မယ်ဒါကြောင့်ကဘာသူကဘာသားပေါင်းမနာလိုစိတ်ကင်းရှင်းပြီးတော့အမြဲတမ်းဖြူစင်သောစိတ်ကလေးဖြင့်ကိုဘဝကိုဖြူစင်အောင်ဖန်တီးနိုင်ပြီးအေးပါစေပျော်ရွှင်ကြပါစေ